ရွှေဘူးသာဆုံးကြတာနေတဲ့လမှာဒီစပီရာจิตတိပြပရိညာကြောင့်တွေချင်းနေစီကလာနေထွက်သည့်ပုံမမများရှိဝတ်မှာဆုံးကလာနေထွက်သည့်ပုံမမအောင်ရောက်နေကြတာတို့တဲ့ချေနာဦးရဲ့ကုသိုလ်ထူညာသူသာရမင်းတို့ဝင်ချီပါတာအသာပြေကောင်းပြင်းနေဝေပြချေနာဦးရဲ့ကုသိုလ်ထူညာသူသာရမင်းတို့ဝင်ချီပါတာအသာပြေကောင်းပြင်းနေဝေပြမင်္ဂလာရဲ့တက်မှတ်ပြီးကြွရောက်လာသောလူကြီးမင်းများအားကြီးညာခြင်းစီစဉ်ကခန္ဓာပြည်စုံကြောင်းကြီးညာပါ၏အခန်း1စီစဉ်1ခန္ဓာဖွင့်လှစ်ခြင်းကြောင်းကြီးညာပါရခင်ဗျာစီစဉ်နဲ့ကိုသိန်းတန်းထွင်းကြီးပြီးတော့ကိုစားဆရာကြီးမေလ3ရက်တောက်ကြမိမန္တလေးတိုင်းဒေသကြီးမြင်းညံမြို့နယ်ရွာတကြီးရွာဥပူအေးဒေါ်မြန်းညွန့်တို့ရဲ့သားမောင်သိန်းတန်းထွန်းနဲ့မန္တလေးတိုင်းဒေသကြီးတောင်သာမြို့ဥမော်သေးဥမော်စေး sorry ဥမော်စေးသူရေးထားတာလေအင်္ဂလိပ်လိုဖြစ်ဖြစ်ဥမော်စေးဒေါ်တန်းတန်းတို့ရဲ့သမီးမဝင်းဝင်းမော်တို့ရဲ့စစ်ဆက်ကြောင်းလမ်းပွဲမင်္ဂလာဖြစ်ပါတယ်ဒီစစ်ဆက်ကြောင်းလမ်းပွဲမင်္ဂလာပွဲမှာကြောက်လာကြတဲ့အားလုံးသောနှစ်ဖက်သုံးမိပါများဆွေမျိုးညာတိမိတ်တင်ဟာအပေါင်းစိတ်ချမ်းသာခြင်းကိုကြီးကြမ်းမာခြင်းနဲ့ပြည့်စုံပြီးမင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေလို့မင်္ဂလာဆိုတဲ့စကားနဲ့စတင်ပြီးနှုတ်ဆက်ပါတယ်အပ္ပဇာယနာကုသိုလ်ဖြင့်အယုဒိပြုအပ်ပါတယ်လို့ရှေးဥစွာတာနာမယနေ့ပြုလုပ်တဲ့စစ်ဆက်ကြောင်းလမ်းပွဲကဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့ယဉ်ကျေးမှုအစဉ်အလာကိုထိန်းသိမ်းပြီးတော့မိဘတို့ရဲ့ဝတ္တရားအဥပ္ပစာဥပ္ဘူအေးဒေါ်မြန်းညွန့်တို့ရဲ့ကိုစားဟုတ်ကျွန်တော်တို့ဒီဥမောစိန်တို့တန်းတန်းတို့ရဲ့သမီးကိုစစ်ဆက်ကြောင်းလမ်းကဏ္ဍပေါ်အဲ့လိုစဉ်းစားတဲ့အခါကျတော့သူတို့ရဲ့အသက်မွေးဝမ်းကြောင်းဟာတရားတပြည့်မှာဖြစ်နေတရားတပြည့်မှာဖြစ်နေတော့ဟလာမိဘပေါဖွားတာကလည်းမြင်းကြံတောင်းတာသွားရောက်လူကင်စားတော့ရတာလေဟလာစင်ကာပူနိုင်ငံဆိုတော့ဒါရီဟာဖတ်ကြောင့်ခုလိုဟလာအိမ်အောင်ဖက်ဇနီးမောင်နှံပဲဖြစ်ရတာလေဆိုအတိတ်ကအမှန်တမ်းမှတူညီတဲ့ဆောင်ရွက်ချက်တွေကိုလုပ်ခဲ့လို့တွေ့တာများကျင့်စရာရှိတယ်လေဘယ်လိုဟာတွေများလိုက်နာစရာရှိတယ်လေလို့မြတ်စွာဘုရားပြီးတော့မြတ်စွာဘုရားလူကြီးတရားဟောတယ်နော်တန္တရာကြွတောင်းတရားတာမဟုတ်ပါဘူးမြတ်စွာဘုရားလူကြီးတရားတွေအများကြီးဟောသွားအဲ့ဒီဟောတယ်မှာသူကမြတ်စွာဘုရားဘာဟောလဲဆိုတော့မင်းတို့တွေဟာတဲ့ဘဝတန်တရားမှာနေရမရရဲ့အတူတကွတလျှောက်လုံးဖြစ်ချင်တယ်ဆိုရင်တူလေးတူရလိမ့်မယ်ဟုတ်လားမဝင်းဝင်းမောကကန့်ကွက်တယ်မဝင်းမောကလူချင်းတယ်မောင်တဲ့တုန်းကစိန်လုံးမတားမရအဲ့ဒါလို့မဖြစ်ခဲ့ဘူးလို့ပြောနော်ဇနီးမောင်ပြတန်းခဲ့ကြတယ်တဲ့ပြီးခဲ့ကြတယ်အဲ့ဒီအကျိုးကျေးဇူးဟာဒီနေ့ဒီဘဝမှာလာပြီးဆုံးဖြတ်ကြတယ်ဒါပေါင်းလို့များကျွန်တော်တို့ဒီနေ့သေစာမင်္ဂလာအခမ်းအနားမှာနှစ်ဦးနှစ်ဖက်နှစ်ပြားကြီးဆက်သွားပြီပေါ့ဟာလားဆွေးမျိုးကြီးဖြစ်သွားကြအဲ့ဒါကြောင့်ကျွန်တော်တို့ညှိနှိုင်းတိုင်ပင်ခြင်းအရာပေါ့လေကျွန်တော်တို့ဒီမောင်သိန်းတန်းထွန်းနဲ့ဝင်းဝင်းမော်တို့ရဲ့ဆုလျာရစ်ပတ်မင်္ဂလာအခမ်းအနားကိုကျွန်တော်တို့တောင်သာမြို့ဒီခိုင်ဖြိုးခမ်းမမှာ12ရက်နေ့အင်္ဂလိပ်လို12ရက်4 5လအဲ့ဒီမှာကျွန်တော်တို့ကျင်းပပါမယ်ဟလာဖိတ်ကြားရမှာတွေကတော့ဂုဏ်တည်ရှိမိဘတွေနှစ်ဖက်သောမိဘဆွေမျိုးတွေဟလာကျွန်တော်တို့ဒီအပေါင်းအသင်းတွေအားလုံးသောဟလာဒေသတွေကိုဟလာဒီကားတိုင်းတိုင်းစွာနဲ့ဟလာထိုက်တန်သည့်အားနဲ့ဝင်ဟောမြတ်တာအောင်ဆောင်ရွက်ပေးပါမယ်လို့ဟလာသူတို့ယောက်ျားလေးဟလာဒီအမျိုးသားဒီပကတိကဏ္ဍပါလေ
တို့မှခါခါသေးဒီလိုရင်းဒီဖြစ်၍ ဒီကုသိုလ်ကောင်းမှုကိုစီဝအားထုတ်ပြုလုပ်ကြသည့်အချိန်ခါ၌ကုသိုလ်တရားတိုးပွားပါစေခြင်းအကျိုးငှာဖရာယတနာတရားယတနာသံဃာယတနာဟုဆိုအပ်သောယရဏမြတ်သုံးပါးတို့၏ဂုဏ်ကိုယုံကြည်သဖြင့်လက်အုပ်မိုး၍ရှိခိုးပူဇော်ဥမြော်မှန်လျော့ကရောကြရသော တဏိနာတဟ ယင်စသီလံ ပိစသီလံ သမာဓိယာမ သမာဓိယာမ အရှင်မြတ်တို့ဖရာ ရှင်မြတ်တို့ဘုရား အလုံးစုံသော အလုံးစုံသော အန္တရာ အန္တရာ ဝိစီရဲ့ ဝိစင်းရဲ့ အပေါင်းမှ အပေါင်းမှ ကင်းလွတ် ကင်းလွတ် သမြောက်ရာဖြစ်သော ထွံ့မြောက်ရာဖြစ်သော နိဗ္ဗာန်ကို နိဗ္ဗာန်ကို သုံးပါးနှင့်တကဝ သုံးပါးနှင့်တကား ငါးပါးသော ငါးပါးသော သီလတော်မြတ်ကို သီလတော်မြတ်ကို ယုတိစွာ ယုတိစွာ ကျင့်သုံး ကျင့်ပါကုန်၏ အရှင်ဘုရား အရှင်ဘုရား လုံးစုံများစွာ လုံးစုံများစွာ တတ္တဝါ တတ္တဝါ ချမ်းသာကိုယ်စိတ် ချမ်းသာကိုယ်စိတ် မြဲကြပါစေ မြဲကြပါစေ ငြိမ်းအေးကြပါစေ ငြိမ်းအေးကြပါစေ မေတ္တာရေချမ်း မေတ္တာရည်ချမ်း ကိုယ်စီဖြန်း ကိုယ်စီချမ်း အေးချမ်းကြပါစေ အေးချမ်းကြပါစေကြပါစေ အလူဘေးပုဂ္ဂိုလ် အလူဝေးပုဂ္ဂိုလ် အလူကံပုဂ္ဂိုလ် အလူကံပုဂ္ဂိုလ် လူဝဲဝိထု လူဝေဝိတု ယုံနံဓမ္မ ယုံနံဓမ္မ သင်္ခါရ သင်္ခါရ တရားအစုတို့သည် တရားစုတို့သည် မြင့်ရှိကာလ မြင့်ရှိကာလတန်ကြောင့် တရားမစဲ တရားမစဲ လွန်ဆင်းရဲ့ဤ လွန်စင်ရဲ့ဤ ခိုင်မြဲကြောမှာ ခိုင်မြဲကျော်မှာ နှင့်မပါဘူး မြင့်မပါဘူး ပညာစက္ခု ပညာစက္ခု ညောတောက်ရှုလည်းရင် မြောတော်ရှိလျင် သူတဘာဝ သူတဘာဝ အနိစ္စနှင့် အိစ္ဆာနှင့် ဒုက္ခနတ္တာ ဒုက္ခနတ္တာ မန္လစွာဤ မန္တစွာဤ ငါငါဥစ္စာ အမေပုံညာ အာတဝက်ခယံ အာတဝခယံ အဝဟံဟောတု အာဟောတု ဣဒံမေပုံညာ ဣရမေပုံညာ နိဗ္ဗာနတ္တ နိဗ္ဗာနတ္တ ပိစယော ပစ္စယော ဟောတု ဟောတု ဣတရဏိနသာပြင်စင်ကသီလံသာရုကံကတဝါဓမ္မာအပ္ပမဒေနသံပါတိသာ အာမဗန္ဒီပါရှိမြာ ဝိရတိတေယဝိသနာဝတ္တကတဝတ္တအာမေအတာဘုညတနာဒေဝနာဘေကံတရာယယအဘေကံတရာယယကံသီလဝိတ္တမတေဝတိတဝါဘာတိတဝါယေနဘဂဝတိဝတိဧကမနတိတံကောသတိဝတ္တဘဂဝနာနာယဣဇပါတိဣဇပါတိဘုဒီဝံသောတာသမင်္ဂလာတရားသိနေယောသိတယောအာကိနာမနာဝနာနာပိဝိမင်္ဂလာမုဒ္ဓမအာဒေဝနာသဗ္ဗလနာပါဏိတာတိသဒေဝနာဘုဒ္ဓသာဘုဒ္ဓတရားနာဣဒမင်္ဂလာမုဒ္ဓမပတိရမဏိသဝသောသဗ္ဗေသကနဗုဒ္ဓတာအနာဂုဏသာဓမ္မနာဣဒမင်္ဂလာမုဒ္ဓမဒါနေသဓမ္မသရိယသာကရကနေသာသေကဟောအနာဝတနိကမ္မနိဣဒမင်္ဂလာမုဒ္ဓမမုဒ္ဓမေဘောဓမ္မသာယယသယသေတနာတတနာဒေဝနာယသရိယသာယမင်္ဂလာမုဒ္ဓမဗုဒ္ဓဓမ္မယတနုဘဝတောယဝတိဝတိဝတ္တရိပိတနာယေယေတိမနိယောသနောအတေနိဝတ္တဗယပိတမိသာသကောကတဝိသုသကောတောသသဗ္ဗရတတိမာနိသတ္တကောတသုရောသမကပတ္တသ ကြပါဦးလို့သာဓုသာဓုသာဓုကုသိုလ်အမြလူတော်ကြပါဦးလို့သာဓုသာဓုသာဓုကုသိုလ်အမြလူတော်ကြပါဦးလို့သာဓုသာ
Thank
mama lay Chiwa ma bone up na tanu yang lay Chidalan tamaka taitane Chizan kwa miendu nge chola ba de Mong chitu mama lay Bam bam lay chitu keta Ma bone up na tanu yang lay Chidalan tamaka taitane Chizan kwa miendu nge chola ba de Mong chitu mama lay